ရှင်နဲ့ပြည်သက်တွေတို့ရေပါလား Happy birthday Shane 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 ဘော်ရာတို့ရေဒီနေ့ကတော့မရှက်နေ့ရဲ့6နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်เนาะတော့2019ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာစတင်ခဲ့တဲ့မရှက်နေ့အစီအစဉ်အဆိုလို့ရှိရင်ကျွန်တော်လူငယ်တွေအတွက်အကောင်းဆုံးအစီအစဉ်တွေတင်ဆက်ပေးခဲ့တာ6နှစ်သက်တမ်းရှိနေပါပြီဒီနေ့6နှစ်ပြည့်မွေးနေ့ပါတီလေးမှာမရှက်နေ့လေးတို့ရဲ့ကိုစားပေါ့เนาะကျွန်တော်လူငယ်6ခုကိုဖိတ်ခေါ်ထားပါတယ်ကဲဒီတော့တကယ်ချင်းတို့ကမိတ်ဆက်ပေးပါအောင်เนาะအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Sosilus လို့ခေါ်ပါတယ်အသက်ကတော့23နှစ်ရှိပါပြီ မင်္ဂလာပါညီမရဲ့နာမည်ကတော့မတင်ထထစောပါရှင်အသက်ကတော့22နှစ်ရှိပါပြီ မရှက်နဲ့ကတငယ်ချင်းတို့အားလုံးမင်္ဂလာပါညီမနာမည်ကမျိုးမျိုးစင်လို့ခေါ်ပါတယ်ရှင်အသက်ကတော့23နှစ်ပါ မရှက်နဲ့ပြည်သက်အားလုံးတွေ့ရတော့ဝန်တာပါတယ်ကျွန်တော်နာမည်ကတော့ပိုင်မင်းဟန်ပါကျွန်တော်အသက်ကတော့လက်ရှိ24ဖြစ်သွားပါပြီဟုတ်ဟုတ်မရှက်နဲ့လေးတို့အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကကျော်စင်သက်ပါကျွန်တော်အသက်23နှစ်ပါဗျ မရှက်နဲ့ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့မျိုးမြအောင်ပါခင်ဗျာကျွန်တော်ရဲ့တက်ကတော့23နှစ်ရှိပါပြီခင်ဗျာအားလုံးပဲတွေ့ရတာဝမ်းသာပါတယ်ဆိုတော့ဒီနေ့မရှက်နဲ့အစီအစဉ်ကိုဒါအချိန်ပေးပြီးလာပြီးတဲ့အတွက်တကယ်ချင်းတွေအားလုံးလည်းကျေးဇူးတင်တယ်ဆိုတော့မရှက်နဲ့အစီအစဉ်က6နှစ်တာကာလရှိခဲ့ပြီပေါ့နော်ဒီ6နှစ်သက်တမ်းမှာဒီ6နှစ်တာအရွယ်လေးကသူဘယ်လိုမျိုးတွေဖြတ်တန်းခဲ့လဲမရှက်နဲ့အစီအစဉ်ရဲ့ပုံရိပ်လေးတွေကိုကျွန်တော်တို့အားလုံးတူတူကြည့်လိုက်ရအောင်နော်6နှစ်သားမရှက်နဲ့ကိုတော့2019ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာစတင်ခဲ့ပြီးလက်ရှိမှာတော့ follower 3.3 သန်းကျော်ရှိနေပါတယ် engagement 113သန်းရှိနေပြီး video view ကြည့်ရှုသူက424သန်းရှိနေပါတယ် interaction 73.3 သန်းရှိနေပြီးနေ့စဉ်လူငယ်တွေ4သိန်းစီကိုအရောက်ပို့ဆောင်တင်ဆက်ပေးနေပါတယ်လိမ်ပိုင်းဆိုင်ရာကျမ်းမာရေးအစီအစဉ်တွေထဲမှာဒီလိုအစီအစဉ်တွေနဲ့မရှက်နဲ့ကရေပန်းစားခဲ့ပါတယ်လူငယ်တွေနဲ့တသားတည်းဖြစ်တဲ့မရှက်နဲ့ကလူငယ်တွေနဲ့အတူတူ game show talk show နဲ့ discussion တွေကိုအစီအစဉ်တွေအဖြစ်တသားတည်းအတူရှိနေခဲ့ပါတယ်။ Diary live အစီအစဉ်တွေနဲ့မရှက်နဲ့ကျွမ်းကျင်ပညာရှင်တွေနဲ့အတူလိမ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းအရာတွေကိုမရှက်နဲ့က Diary live ထုတ်လွှင့်တင်ဆက်မှုတွေရှိခဲ့ပါတယ်။ social media comments ချက်ပေါက်တွေကနေတဆင့်သိလို့တဲ့အကြောင်းအရာတွေကို Diary live ဖြည့်ကြားပေးခဲ့ပါတယ်။ကျမ်းမာရေးဝန်ဆောင်မှုတွေမျှဝေပေးနေတဲ့မရှက်နဲ့လိမ်ပိုင်းဆိုင်ရာကျမ်းမာရေးဝန်ဆောင်မှုတွေရယူနိုင်ဖို့ HIV ပိုးထိန်းသိမ်းဖြစ်တဲ့ ART ကြိုတင်ကာကွယ်ဆေး PrEP PEP စတာတွေအပြင်သားဆက်ချာနည်းလမ်းတွေကိုတိုင်ပင်ဆွေးနွေးဖို့မရှက်နဲ့ကအမြဲလမ်းညွှန်လျက်ပါကဏ္ဍဆောင်တဲ့မရှက်နဲ့မတန်ဆွမ်း LGBT ကြားမအခြေပြုအကြံဖတ်မှုဒီလိုမျိုးအကြောင်းအရာစုံစုံလင်လင်တင်ဆက်နိုင်အောင်မရှက်နဲ့ကစူးစမ်းရပါအခုမရှက်နဲ့6နှစ်တာတက်တန်း6 milestone ကိုလည်းအခုတို့အတူတူကြည့်ခဲ့ပြီးသွားပြီဆိုတော့မရှက်နဲ့က6နှစ်သားအရွယ်မှာဒီလိုမျိုးအတူတူဖြတ်တန်းခဲ့တယ်ပေါ့နော်အခုကတော့တငယ်ချင်းတွေရဲ့အလှည့်ပေါ့နော်ဒီလိန်နဲ့မျိုးဆက်ပွားကျမ်းမာရေးနဲ့ပတ်သက်ပြီးကိုရှိမှလည်းကိန်းမုံ6လုံးရှိတယ်ဒီကိန်းမုံ6လုံးစလုံးမှာမရှက်နဲ့ကတငယ်ချင်းတွေအတွက်ဒီကြီးစုနေတဲ့သူတွေအတွက်ပါအကျိုးရှိစေမဲ့ကျမ်းမာရေးမေးခွန်းတွေပါနေတယ်ဆိုတော့နံပါတ်1ကနေစပြီးတော့ဘာမေးခွန်းလေးလဲဖြစ်မလဲဆိုတာကိုအခုတို့စပြီးကြည့်လိုက်မယ်ကဲမေးခွန်းလေးကိုစပြီးတော့ဆွဲထုတ်လို့ရပါပြီဘာမေးခွန်းဖြစ်မလဲကြည့်ရအောင်ကဲမေးခွန်းလေးဖတ်ပြပေးပါဦးတကယ်လို့တဲ့ကိုကွန်တုံးဝင်နေတဲ့အချိန်မှာပေါ့နော်တငယ်ချင်းတည်းယောက်ကမြင်သွားလို့ရှိရင်ရှက်မာလားဆိုတဲ့အဖြေပေါ့နော်ရှက်ပါဆိုတော့အဲ့ဒါလေကြုံဘူးနေကြပဲပေါ့နော်ဆိုတော့ကြုံဘူးနေကြဆိုတာထက်မမေရပေါ့နော်ဝယ်တာတော့မဟုတ်ဘူးကိုသွေးသားစစ်တဲ့ဌာနမှာပေါ့နော်ဆိုတော့အဲ့တော့ကိုကចောင်းအတွက်လိုမျိုးသွေးသွားစစ်ရတာဆိုတော့သူကသွေးသွားစစ်ပြီးတိုင်းသူကကွန်တုံးလက်ဆောင်အမြဲပေးတယ်ပေါ့နော်ဆိုတော့ကွန်တုံးတွေပေးတဲ့အခါမှာသူကဖာလိုက်ကြီးပေးလိုက်တာဆိုတော့ပျော်တော့ပေးလိုက်ကြပါအဲ့ဒါတည်းပေါ့နော်အဲ့ဒါပြန်လာတဲ့လမ်းမှာပေါ့နော်အဲ့ဒါနဲ့ဘယ်လိုခေါ်မလဲဆိုတော့ anti တရားတွေ့ရဟဲ့အဲ့ဒါတွေကဘာတွေလဲပေါ့နော်ဆိုတော့ဘာတွေလဲလို့သူကမေးလိုက်တဲ့အချိန်မှာပေါ့နော်ကိုကဘာဖြေလို့ဖြေရမှမသိအဲ့တော့ဆိုတော့ဘာဖြေလို့ဖြေရမှမသိရဲ့ကျတော့ကျတော့ဒီလိုပဲပေါ့ဆိုပြီးအဲ့တော့လဲကိုကလည်းငေသေးတာ哦16နှစ်ပဲရှိသေးတာဆိုတော့ကိုကဘာဖြေလို့ဖြေရမှမသိရှက်တာကိုရုတ်တရက်ကြီးပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့တိလိုက်ရတာဘာလဲဆိုတော့ဒါရှက်စရာမဟုတ်ဘူးဒါကဘယ်လိုခေါ်မလဲဘဝမှာပေါ့နော်
ဝယ်နေကြအရာပစ္စည်းတစ်ခုလိုပဲပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါဘယ်လိုခေါ်မလဲဝယ်ရတဲ့အရာပဲဆိုပြီးတော့ပေါ့နော်သတ်မှတ်လိုက်ရုံပဲ ကဲတကယ်ချင်းကအဖြေဖြေပြီးသွားပြီပေါ့နော်ကဲတကယ်ချင်းကမရှက်ဘူးပေါ့ဒီထဲမှာရှက်တဲ့သူရှိလားမရှက်နဲ့6နှစ်တာမှာအခုနံပါတ်1ကိတ်ကလေးတော့အခုတို့မေးခွန်းလေးကိုဖြေပြီးသွားပြီနံပါတ်2ကိတ်မုတ်ဒါမရှက်နဲ့ကဒါနံပါတ်2ကိတ်မုတ်ကိုကိုတို့စပြီးတော့မေးခွန်းလေးကြည့်ရမယ်ဘယ်လိုကျမ်းမိုင်းနဲ့ပတ်သက်တဲ့မေးခွန်းလဲစပြီးတော့မေးခွန်းလေးကိုဆွဲထုတ်လို့ရပါပြီမေးခွန်းလေးဘာဖြစ်မလဲကြည့်ရအောင်တကယ်ချင်းတွေကစိတ်ဝင်စားနေပြီမေးခွန်းလေးကိုဖတ်ပြပေးပါဦး မိခွန်းကယာဒီစလာတဲ့အချိန်နဲ့မှတ်မှတ်ရဖြစ်တဲ့အဖြစ်ပြက်ရှင်ပြောပြပေးပါအောင်နဲ့ဆိုတော့ညီမက menstruation စဖြစ်တာကြတော့8တန်းလောက်မှစဖြစ်တာပေါ့နော်8တန်းဆိုပေမဲ့အဲ့ငငယ်ရွားကြလို့ကလေးလိုပဲဆိုတော့အိမ်မှာထိုင်နေရင်းနဲ့အဲ့လိုဘောင်းကြီးမှာပေသွားတာပေသွားပေမဲ့ကိုယ့်ကို menstruation ဖြစ်တယ်လို့တော့မထင်ဘူးအဲ့ချိန်မှာကောင်းတာတစ်ခုကတော့အိမ်ကအကိုနဲ့အဖေပေါ့နော်မင်္ဂလေးတော့မဟုတ်ယောက်ျားလေးတွေဆိုပေမဲ့သူတို့ကတေချာလေးပြောပြပေးတယ်။သမီးဘလို့လောက်ဖာညာပေါ့။အခုချိန်တော့အမှတ်တရကောင်းတစ်ခုဖြစ်သွားပါတယ်။ဘာလို့ဆိုဖေဖေနဲ့ကိုကလည်းစုံသွားပြီမို့လို့အဲ့ဒါကတော့တော်တော်လေးအမှတ်ရတယ် menstruation ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ရင်ပေါ့နော်။ menstruation ဖြစ်ပြီဆိုလို့ရှိရင်အိမ်မှာအရင်တော့အဲ့လို brain wash ခံရတာပေါ့နော်။အဲ့ဒါဘာလဲဆိုတော့အဲ့လိုမျိုးအဝတ်တွေကိုအဲ့လိုမလန်းနဲ့ယောက်ျားလေးနဲ့နီးနီးကက်ကက်မနေနဲ့အဲ့လိုအဖွားတွေခေတ်ကပေါ့နော်အမေတို့ကတော့အဲ့လောက်ကြီးမဟုတ်အဖွားတွေကဘာပြောလို့ဆို menstruation ဖြစ်ပြီဆိုလို့ရှိရင်ယောက်ျားလေးနဲ့နီးနီးကက်ကက်မနေနဲ့နင်ဘာဖြစ်လိမ့်မယ်ညာဖြစ်လိမ့်မယ်ပေါ့နော်ဒါပေမဲ့အသက်ကြီးလာတဲ့အချိန်မှာကျတော့ဒီ channel page ကနေလည်း knowledge တွေ sharing လုပ်ပေးတဲ့အတွက်အဲ့ information တွေကအမှန်မဟုတ်ဘူးဆိုတာသိသွားတယ်ပေါ့နော်ဆိုတော့ညီမမိကွန်လေးကဒါပါ Okay ပါဒါကတော့ဒါမရှင်းတဲ့မွေးနေ့ပါတီကိုတက်လာတဲ့တငယ်ချင်း6ယောက်ကဒါကျမ်းမာရေးအကြောင်းတွေဆွေးနွေးပေးနေတာပေါ့နော်ပူကြတဲ့မေကွန်းလေးကိုလည်း surprise ဖြေရတယ်ဒီတငယ်ချင်းတွေချင်းချင်းကိုလည်း sharing လုပ်ပေးနေမှာဒီမရှင်းတဲ့6နှစ်တာအစီအစဉ်အထူးအစီအစဉ်ကိုကြည့်ရှုနေတဲ့လူငယ်တငယ်ချင်းတွေကိုလည်းဒါဝေမျှပေးနေတာပေါ့ဆက်ပြီးတော့မရှင်းတဲ့ရဲ့ anniversary 6နှစ်ပြည့်ကိတ်မုတ်6လုံးတွေကနံပါတ်3ကိတ်မုတ်ကလေးကိုတို့မေကွန်းလေးကြည့်လိုက်ရအောင်ကိတ်မုတ်လေးဆွဲထုတ်ပေးပါဦးမေကွန်းလေးဘာဖြစ်မလဲဇူးပြိုပေါ်အပြိုပေါ်ဝင်တော့ကိုကိုတဲ့ဘယ်လိုမျိုးပြောင်းလဲလာတာလေတတိထားမိနေတဲ့ဟာမိန်းကလေးဆိုတော့ဒီဟိုရင်သားတွေပါတယ်ပေါ့နော်နားတာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့လိုဖြစ်တော့ကိုရီးယားဟိုဘယ်လိုလဲအပူတွေပါတယ်ကြောင်အပူတွေပါတယ်ကန်ပြီးတော့အကျိတ်တွေပါတယ်များထွက်တာလားအဲ့လိုထင်တာပေါ့နော်ဒါပေမဲ့အမေကိုမေးကြည့်တဲ့ခါကျတော့မဟုတ်ဘူးဒါဟိုရင်သားစားထွက်လာတာပေါ့နော်အဲ့လိုမျိုးဆိုတော့သူကရှင်းမီလေးတွေပါလေးဝယ်ပေးတယ်အဲ့လိုမျိုးလေးပေါ့နော်ပြီးတော့နောက် menstruation တွေလာတယ်ပေါ့နော်လာတဲ့အခါမှာလည်းသူကခါးတွေအရန်ကြိုက်တာပေါ့နော်ခါးတွေကြိုက်တယ်စီးစက်တွေအရန်ကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးစတင်ပြောင်းလဲလာပါတယ်ယောက်ျားလေးတွေမှာကြတော့လေပြောင်းလဲလာပြီးဆိုရင်ဘာစလဲဆိုတော့အတန်ပေါ့နော်ပြီးတော့တဖြည်းဖြည်းနဲ့ပေါ့နော်ဒီလေစလုတ်တွေထွက်လာတယ်ပြီးတော့တဖြည်းဖြည်းနဲ့ဖွံ့ဖြိုးလာတာပေါ့နော်အဲ့လိုမျိုးပေါ့ဒါကတော့လူတယောက်နဲ့တယောက်ဟိုဖြစ်တာလားမသိဘူးဘာလို့ဒီကျွန်တော်ဟိုတုန်းကဆိုရင်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဆိုရင်ဟိုကိုယ့်ကိုလူပြပေါ်ဝင်တာမဝင်တာဆိုတာတော့ကိုယ့်ကိုအကဲမခတ်ကြည့်မိခဲ့ဘူးမျိုးပိုင်းငါနေမှာ span ထွက်တဲ့ခါမျိုးတွေအကြောင်းကဒါကိုယ့်ကိုငါလူကြီးဖြစ်ပြီပြောတယ်လူပြိုဖြစ်ပြီးငါချစ်တက်နေပြီဆိုပြီးတော့ကိုယ့်ကိုတတ်မှတ်လိုက်တာပေါ့နော်အခုချစ်တက်သွားပြီနော်အခုလည်းချစ်တက်သွားပြီတကယ်ချင်းတွေလည်းပြီးသွားပြီဆိုတော့မရှက်နဲ့6နှစ်တာဖြတ်တန်းမှုမှာကိတ်6လုံးကိုခွဲနေရပါအခုကိတ်မုတ်က4လုံးမြောက်ကိုရောက်လာပြီ4လုံးမြောက်ကိတ်မုတ်မှာရောဘယ်လိုမျိုးကျမ်းမာရေးနဲ့ပတ်သက်တဲ့မရှက်နဲ့မေကွန်းဖြစ်မလဲကြည့်အောင်ဆွဲထုတ်လို့ရပါပြီကိတ်မုတ်လေးတည်းကမေကွန်းဆွဲလို့ရဟေးတက်လာပြီโอเคဒီမှာပါမေကွန်းကတော့ကျွန်တော်တို့ဒီကိုချစ်သူอ่ะပေါ့ကိုစိတ်မပါတဲ့အချိန်မှာတဲ့အတင်းလက်လာကြိုင်ရောအတင်းနန်းရင်တဲ့ဘယ်လိုလုပ်မှလဲတဲ့လက်ခံမှာလားဆိုတော့โอเคကိုအစိတ်အစင်မပြေဘယ်ရာမှမလုပ်ချင်တာဒါလူတဘာပေါ့အဝါပဲပေါ့နော်ကိုအနေနဲ့ဆိုရင်လည်းကြိုက်မှာတော့မဟုတ်ဘူးဒါပေမဲ့တခုရှိတာကကျွန်တော်တို့ကဟိုသမီးစားသဘောတဘာဝမှာလည်းကျွန်တော်တို့ဒီလိုမျိုးခိုးပြီးတော့လက်လေးကင်လိုက်ရတာမျိုးတွေဒီလိုပခုံးလေးဖတ်တာခါးလေးကင်တာခါးလေးဖတ်တာမျိုးကတော့ဒါအသေးစိတ်တော့ဖြစ်တယ်ပေါ့နော်အသေးစိတ်ဖြစ်တဲ့အတွက်ကြောင့်ဟိုကိုယ့်ရဲ့ပါတနာအနေနဲ့ကလည်းဟိုဘယ်လိုပြောမလဲအဲ့လောက်ကြီးထီတော့ကိုယ်ကန့်ကွက်နေမှာတော့မဟုတ်ဘူးဒါပေမဲ့ဟိုတစ်ခါလေကြာရင်လည်းအခြေအနေတော့ကြည့်တင်တယ်လို့ထင်တယ်ပေါ့နော်ဟိုမှာကိုယ့်ရဲ့ချစ်သူကကိုဒီလိုမျိုးသူ့ကိုလက်ကင်လိုက်တဲ့အချိန်မှာသူ့ရဲ့မျက်နှာအနေထားရပေါ့နော်မကြိုက်တဲ့အမူအရာပြနေလားဒါမှမဟုတ်ပဲ
သူကအဲ့လိုကိုဖက်လိုက်တဲ့အချိန်လက်ကင်လိုက်တဲ့အချိန်မှာကျွန်တော်တို့သူပျော်နေလားပေါ့နော်ရင်ခုန်နေတဲ့ပုံစံပေါက်လားပေါ့အဲ့လိုမျိုးဆိုရင်တော့ဒါကျွန်တော်တို့ကဒါ okay သူခွင့်ပြုပြီးလို့တတ်မှတ်ပြီးတော့ရဲရဲတင်းတင်းကင်လိုက်လို့ရပြီ မရှက်နဲ့ရဲ့ Facebook 6လုံးမှာနံပါတ်5လုံးမြောက်ရောက်လာပြီမိကုန်းကဘာလေးဖြစ်မလဲဒီလေးဆွဲထုတ်ပေးပါအောင်မိကုန်းလေးဖြတ်ကြည့်ပဲတကယ်ချင်းနေတယ်တူတူ Okay မိကုန်းဘာဖြစ်မလဲကဲထွက်လာပါပြီမိကုန်းက ငယ်လုံးပဲ all day ဆိုမြင်နေအားရှားလဲစောင်းမယ်အဲ့ဒါတော့ sex tape ပေါ့နော်ကျွန်တော် sex tape သွားမယ်ဆိုရင်ဒါတော့ဘာလို့ကတော့ခုနကတိုင်ပြရမှာပေါ့နော်ယောက်ျားလေးဆိုလို့ရှိရင်ကျွန်တော်လည်းဆိုရင်တော့လေးစားသွားမယ်ယူသမီးကျွန်တော်ရဲ့ဘာသာမှာလဲဒီကယူသမီးကတော့တုံးနေတယ်ဆိုလို့ရှိရင်ဒါပြီးသွားစားပေါ့နော်ဒီ sex tape ကိုသွားမယ်ဆိုရင် all day ကြပြီဆိုရင်ဒီနောက်ဆက်တွဲကိုကမိထားအောင်ဟိုကအိမ်တော်ပြီးသွားပြီကိုအရာပြုနေမှာဒီလိုလိုက်နေချာပြီးတော့လက်ကနိုင်တာဆိုတော့အကြမ်းနေနေတဲ့ဒါကို post လုပ်လို့ရအောင်ပေါ့နော်။တရားပြီးချင်းရပို့အောင်ပါလေ။ဒီဟာကောင်မလေးပဲပြမိပါလေကပြောတဲ့ပေါ့နော်။အဲ့လိုပဲနေ့ကလည်းဟိုကောင်လေးတွေနေလို့ဆိုပြီးတော့အနည်းလက်ကနိုင်လို့ပေါ့နော်။ကျွန်တော်တို့နှစ်ဖက်စလုံးကနေပြီးတော့ဒါလက်ခံထားပါပေါ့နော်။ဒီပြောပေါ်ရမယ်ဆိုတော့ပြော on လုပ်ကြရမယ်ဆိုတော့ကျွန်တော်ကဘောတူကြီးကျွန်တော်တို့သွားတဲ့နေဆိုတော့ကျွန်တော်တို့အဲ့ဒီဟာတွေပေါင်းနေထားပြီးတော့လုပ်မယ်ဆိုတော့စီကြည့်တော့အဲ့ဒါ မရှက်နဲ့က6နှစ်တာတက်တန်းမှာအခုတို့မရှက်နဲ့ရဲ့လူငယ်တွေနဲ့တူအခုတို့ကျမရဲ့စီစဉ်တွေတင်ဆက်လာတာအခုနောက်ဆုံးမေးခွန်းလေးကိုရောက်လာပြီပေါ့နော်ဆိုတော့ကိတ်မုတ်6လုံးမြောက်နံပါတ်6ရဲ့မေးခွန်းလေးကဘာဖြစ်မလဲအခုတို့ဆွဲထုတ်ကြည့်အောင်မိကုန်းလေးရတော့ဗောနော်မလိုလားအပ်တဲ့ကိုဝင်မရဘူးဘယ်သူမှတာဝန်ရှိလဲတဲ့ဗောနော်ဒီမလိုလားအပ်တဲ့ကိုဝင်မရဘူးဆိုလို့ရှိရင်ကျွန်တော်အတူနေမဲ့လူနှစ်ယောက်လုံးမှာတာဝန်ရှိတယ်တင်မနင်ယောက်ျားလေးရလဲဥမာကျွန်တော်တို့ဘယ်လိုဆွေးမျိုးကိုတုံးမှလဲကိုဝင်နေမရဘူးမိန်းကလေးရောဘယ်လိုမျိုးဆွေးမျိုးကိုတုံးမှလဲအဲ့တော့နှစ်ယောက်စလုံးမှာတာဝန်ရှိရလို့ထင်တယ်ဗောနော်ကျန်တဲ့လူတွေရောဒီညမှာကျွန်တော်လည်းဝင်ပြောချင်တယ်ဗောနော်ဆိုတော့များသောအားဖြင့်မြန်မာနိုင်ငံမှာလေမြန်မာနိုင်ငံနေမဟုတ်ပါဘူးတကယ်တော့ဒီတစ်ကမ္ဘာလုံးနှီးပါမှာဗောနော်ဒီကိုဝင်ရတာမရနဲ့ပတ်သက်လို့ရှိရင်မိန်းကလေးကိုပဲများသောအားဖြင့်တာဝန်ပုံပေးလေးရှိရပေါ့နော်။ယောက်ျားလေးတွေရဲ့အမြင်ကဘာရှိလဲဆိုတော့မှားနေရတခုပေါ့နော်။ငါကွန်ဒုံးသုံးလိုက်တာပဲပြီးပြီပေါ့။ကျန်တာတော့နင်တာဝန်ယူလေးဟုတ်တယ်မလား။နင်စေးတောက်ပေါ့။ငါကွန်ဒုံးသုံးပြီးရတော့သူကွန်ဒုံးပေါက်သွားခြင်းနဲ့ပေါက်သွားမယ်။ငါမသိလိုက်ဘူးပေါ့။မကူမင်းရသွားတာဒါနင်စေးမတောက်လို့ဆိုတာမျိုးအဲ့လို mindset မျိုးရှိရပေါ့နော်။ဆိုတော့ဒါကတော့ကျွန်တော်မှားနေလို့မြင်တယ်။တကယ်ကျတော့ဒီကိုဝင်ရတာမရတာမှများသောအားဖြင့်တော့ယောက်ျားလေးနဲ့မိန်းကလေးဖြစ်တာ哦ဆိုတော့ယောက်ျားလေးဘက်ကလည်းသူ့အနေနဲ့တိဖို့လိုရပေါ့နော်။သူတာဝန်ယူဖို့လိုတယ်။ဒီကိုဝင်ကိစ္စကမိန်းကလေးနဲ့ပဲဆိုင်တာမဟုတ်မိန်းကလေးမှာတရေပါလို့မိန်းကလေးပဲတာဝန်ယူမှာမဟုတ်ဘူးယောက်ျားလေးအနေနဲ့လည်းသိထားရမယ်เนาะသူမှလည်းကွန်တော့ပေါက်သွားတာရှိနိုင်တယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာကိုဝင်တားစိတ်နဲ့ပတ်သက်လို့ရှင်ဟိုတားစိတ်တွေတုံးမယ်လို့အကုန်ကြရတာလည်းမိန်းကလေးပဲပေါ့နော်ယောက်ျားလေးတွေကအများဆုံးတာဝန်ယူရရှားပါတယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်ထည့်ပြောချင်တယ်ပေါ့နော်ဆိုတော့မိန်းကလေးမှာပဲတာဝန်ရှိရမှာမဟုတ်ပါဘူးကျွန်တော်မျိုးသားတွေမှာလည်းဒီဟာတွေကိုသိထားသင့်တယ်ပေါ့နော်ဆိုတော့မလိုချင်တဲ့ကိုဝင်တာဖို့ဆိုလို့ရှိရင်ဒါနှစ်ယောက်စလုံးမှာတာဝန်ရှိရယ်ဆိုတော့အခုတို့မေကွန်း6ခုစလုံးလည်းပြီးသွားပြီပေါ့နော်အဖြေလေးပြည့်ပြည့်စုံဖြေပေးတဲ့အတွက်လည်းတငယ်ချင်းတွေအားလုံးကိုကျေးဇူးတင်တယ်နဲ့တငယ်ချင်းတွေရဲ့အဖြေကိုတကယ်လက်ခုပ်တီးပြီးတော့အခုတို့နော်အားလုံးတက်အခုဆိုရင်ဒါအခုတို့မရှက်နဲ့ရဲ့ဒါ6နှစ်ပြည့်မွေးနေ့ကိုအခုတို့ကျမ်းမာရေးမေကွန်းလေးတွေနဲ့အခုတို့ဒါစီစဉ်ပြီးတော့ကျင်းပတာဖြစ်တယ်မေကွန်းလေးတွေကိုတေးသေးချာချာလေးအခုတို့ဟောနော်ပြည့်ပြည့်စုံစုံဖြည့်ပြီးတဲ့အတွက်လည်းတငယ်ချင်းတွေ6ယောက်စလုံးကိုလည်းကျေးဇူးတင်တယ်ဒီမရှက်နဲ့အစီအစဉ်တစ်ခုလုံးရဲ့ဒီကြည့်ရှုနေတဲ့ဒီလူငယ်ပရိသတ်အားလုံးရဲ့ကိုစားဒါတက်ရောက်ပေးတဲ့ဒီလေးညီမလေးတွေ6ဦးစလုံးကိုလည်းအခုတို့ကျေးဇူးအများကြီးတင်ပါတယ်ကဲမရှက်နဲ့အားလုံးကကြည့်ရှုနေတဲ့လူတွေအကုန်လုံးကိုနှုတ်ဆက်လိုက်မယ်နော်အားလုံးတက်တာပါShane,